ကဲဒီနေ့ကတော့ယမင်းမယန်တီစာပြမှာဖြစ်ပါတယ်ပေါ့နော်ဒီမယန်တီကိုကရင်လို့ဘယ်လိုခေါ်လဲပြမယ်နော်ယမင်းတို့ခေါ်တာတော့ဒီဥစ္စာကိုခန်းတာလို့ခေါ်တယ်ကရင်လို့ပေါ့နော်ကရင်မလည်းတဲ့သဘောကျရင်တော့ကရင်စကားလေးတွေနည်းနည်းလက်လာထားပေါ့နော်ဗမာကောင်လေးတွေကရင်စကားပြောအရင်နားထောင်လို့ကောင်းတယ်လေစကားလေးဝဲဝဲနဲ့စာပြမယ်နော်အန်တီကတော့ပြောတဲ့ချိုးချင်းလေးတဲ့ညို့စီဘူးတပူဝဲလာတယ်ပေါ့နော်နည်းနည်းလေးပဲစာပြမယ်တော့ပြောချိုးချင်းလေးဆိုတော့စာပြမယ်နော်ချိုမချိုစာပါချိုမချိုစက်တကြယူလိုက်မယ်ခဏနော်စာပါအောင်စားပါအောင်စေတကြနဲ့တို့စားမယ်နိုင်တော့ချိုလုံးလို့စေတကြနဲ့တို့စားပြဟာ사방 사자방 알라도 너 사방 세대 전에 또 사지 롱 사나이도 양치네 nghe lâu chè đó mà to đây là gì chơi nha ta lâu ta sẽ liên luôn nha sao không tại vì cha này bị mà là tại vì cha này bị mà là